ကဘာပေါ်ကအကြီးဆုံးနိုင်ငံရှိတယ်လို့အသေးဆုံးမြို့တစ်မြို့အစားလောက်တောင်မရှိတဲ့နိုင်ငံလည်းရှိနေပါတယ်ကဘာပေါ်မှာကျေဝန်းဆုံးနိုင်ငံကြီးတွေနဲ့မြေပုံပေါ်မှာခြာရိုက်ခက်လောက်အောင်တင်းငယ်တဲ့နိုင်ငံလေးတွေကိုဒီဗီဒီယိုမှာမဟုတ်တာအနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကဘာအကြီးဆုံးနိုင်ငံ9နိုင်ငံနံပါတ်1ရုရှားကဘာအကြီးဆုံးနိုင်ငံလုံးဟာကဘာမြေမျက်နှာပြင်ရဲ့ကျေဝန်းဧရိယာကတော့190,8240စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့143တန်းကျော်ခန့်ရှိပါတယ်နံပါတ်2ကနေဒါမြောက်အမေရိကမှာအကြီးဆုံးဖြစ်ပြီးကဘာဒုတိယနေရာမှာမြေဧရိယာကျေဝန်းကတော့99,8,680စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့40တန်းခန့်ရှိပါတယ်နံပါတ်3တရုတ်နိုင်ငံမှာကတော့အာရှရဲ့အကြီးဆုံးနိုင်ငံဖြစ်ပါတယ်မြေဧရိယာအကျေဝန်းကတော့99,6,961စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့1.41ဘီလီယံကျော်ခန့်ရှိပါတယ်နံပါတ်4အမေရိကန်နိုင်ငံမှာကတော့တရုတ်နိုင်ငံနဲ့အရွယ်စားနှီးပါးပြီးပါတယ်မြေဧရိယာအကျေဝန်းကတော့93,9,630စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့343တန်းခန့်ရှိပါတယ်နံပါတ်5ဘရာဇီးတောင်အမေရိကမှာအကြီးဆုံးနိုင်ငံပါမြေဧရိယာအကျေဝန်းကတော့85,5,969စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့133တန်းကျော်ခန့်ရှိပါတယ်ကဘာအသေးဆုံးနိုင်ငံ9နိုင်ငံနံပါတ်1ဗာတီကန်စီးတီးဟာအသေးဆုံးနိုင်ငံပါရန်ကုန်မြို့ထဲကရပ်ကွက်တစ်ခုစာထက်အောင်ပေးပါတယ်မြေဧရိယာကျေဝန်းက9.49စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့900ခန့်ပဲရှိပါတယ်နံပါတ်2မိုနာကိုဥရောပကနိုင်ငံလေးပါလူချမ်းသာတွေအနေများပါတယ်မြေဧရိယာကျေဝန်းကတော့1.02စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့38,000ခန့်ရှိပါတယ်နံပါတ်3နအူလူကဘာအသေးဆုံးကျွန်းနိုင်ငံလေးပါမြေဧရိယာကျေဝန်းကတော့21စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့12,000ခန့်ရှိပါတယ်နံပါတ်4ဘူဘာလူစီဖိတ်သမုဒ္ဒရာထဲကလာပါတဲ့ကျွန်းနိုင်ငံလေးပါမြေဧရိယာကျေဝန်းကတော့26စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့12,000ကျော်ခန့်ရှိပါတယ်နံပါတ်5ဆာမာရီနိုအီတလီနိုင်ငံထဲမှာဝန်ရံခံထားရတဲ့ရှေ့ကျတဲ့နိုင်ငံငယ်လေးပါမြေဧရိယာကျေဝန်းက61စတိုရိုင်းကီလိုမီတာရှိပြီးလူဦးရေကတော့33,000ခန့်ရှိပါတယ်ဒီနိုင်ငံတွေထဲမှာတင်ရောပေးနိုင်ငံကိုရောက်သွားလေရှင်ပါလေကောမန့်မှာရေးခဲ့ပြီးပါအောင်